နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မင်းအောင်လှိုင်သမရလုပ်ပြီးရက်သားအစိုးရဖွဲ့ခြင်းကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် PSLF TNLA ကဂုံပြူလွှာပေးပို့ရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်ဆောင်ဟောင်းမင်းအောင်လှိုင်သမရလုပ်ပြီးရက်သားအစိုးရဖွဲ့စည်းလိုက်ခြင်းကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLA TNLA မှဂုံပြူကြောင်းတဝင်လွှာပေးပို့လိုက်တယ်လို့ PSLF TNLA မှထုတ်ပြန်ထားပါတယ်။ PSLF TNLA အနေနဲ့2026ခုနှစ်ဧပြီလပထမပတ်မှာဦးမင်းအောင်လှိုင်အားနိုင်ငံတော်သမ္မတတာဝန်ရွေးချယ်ကန့်အပ်ပြီးရက်သားအစိုးရတစ်ဖွဲ့စည်းလိုက်ခြင်းကိုမိမိတို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF မှကြိုဆိုကြောင်းဂုံပြူတဝင်လွှာပေးပို့အပ်ပါသည်ဟုရေးသားထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒါအပြင်တောင်တပ်မတော် TNLA အနေနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဂျားဝင်မှုနဲ့ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာဟိုင်ဂင်သဘောတူညီချက်မှတဆင့်6ကြိမ်မြောက်ဆွေးနွေးပွဲမှာမြန်မာစစ်တပ်နဲ့နှစ်ဖက်အပြန်အလှန်အပစ်ခတ်ရဲစဲရေးစာချုပ်ကိုချုပ်ဆိုခဲ့တယ်လို့လည်းဆိုပါတယ်။ဒါတင်မကပဲပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေနဲ့မြန်မာစစ်တပ်သမရမင်းအောင်လှိုင်ရဲ့အစိုးရတပ်နဲ့အပစ်ခတ်ရဲစဲရေးဂရိကဝတ်များကိုဆက်ထိန်ပြီးနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးအဖြေရှာဖို့မျှော်လင့်ကြောင်းနဲ့ PSLF TNLA မှထည့်သွင်းထုတ်ပြန်ထားပါတယ်